Harry Potter ဇာတ်ကားရဲ့လူသိနေတဲ့ချက်များပိုင်းတဲ့တင်တာရီသတိထားမိမှာမဟုတ်ပါဘူး။မင်္ဂလာပါရှင်ရွှေသူသား channel ကနေကြိုဆိုပါရစေ။ကျမတို့ငယ်ငယ်က Harry Potter ကိုအမှန်တကယ်ပဲသဘောကျခဲ့ရသလို Harry Potter ဇာတ်ကားကလည်းငယ်ဘဝကိုပြည့်စုံခဲ့ပါတယ်။ဒီလိုဖြစ်လာအောင်လေစာရေးဆရာမ J.K. Rowling ကဖန်တီးခဲ့တာပါ။စောင်းတင်အောင်မြင်တာမဟုတ်ပဲရုပ်ရှင်ပြင်ရိုက်တော့လေအတော်လေးကိုအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ရုပ်ရှင်ကိုခါခါကြည့်ခဲ့ပေမဲ့ဒီချက်တွေကိုသတိမထားမိနိုင်တာမျိုးရှိနိုင်သလိုတချို့အရာတွေကလည်းရုပ်ရှင်နောက်ွယ်ကတင်ထားတော့မဟုတ်တဲ့ဖြစ်ရတဲ့ဖြစ်နေပါတယ်။ဒီ CGI မသုံးခဲ့တဲ့ Sims Harry Potter and the Deathly Hallows Part 1မှာ Harry Potter ကိုပေါ်တာမောလိုက်ရှာနေပြီဖြစ်လို့ Harry ပါဝင် Ron Hermione စတဲ့ Harry တငယ်ချင်းတွေကပါ Harry ပုံစံဟန်ဆောင်ကြပြီး Harry 9ယောက်ဖြစ်သွားတဲ့ပိုင်းကိုမှတ်မိကြအောင်ပါပါ။ Professor Albus Dumbledore သိဆုံးသွားပြီးတဲ့နောက်မှာပေါ်တာမောနဲ့သူရဲ့နောက်လိုက်တွေက Harry Potter ကိုရှာဖွေခဲ့ကြပါတယ်။ဒီမှာ Harry လုံခြုံရေးအတွက် Professor Moody ရဲ့အကြံရပေါ်လီကျိုစရေးသားပြီး Harry 9ယောက်ခွဲပြီးနေရာရွှေ့ပြောင်းမှုကိုလုပ်ခဲ့ကြပါတယ်။ဒီပုံစံမတူတဲ့ Harry 9ယောက်လုံးရဲ့ပုံစံကို Harry Potter မင်းသား Daniel Radcliffe တယောက်ထဲကသာတရုပ်ဆောင်ခဲ့တာပါ။အဲဒီခန်းအတွက်သူဟာအခါ90လောက်ကိုထပ်ခါတရုပ်ဆောင်ခဲ့ရတာပါ။နဲ့ Harry ဖေနဲ့ Professor McGonagall နောက်ထပ်အားလုံးမသိသေးတဲ့အချက်ဒါမှမဟုတ်သတိမပြုမိတဲ့အချက်တစ်ခုကိုပြောပြပါမယ်။ Harry ကအသက်ငယ်ဆုံးရှာဖွေသူဖြစ်ခဲ့တဲ့ကွီဒစ်ကစားပွဲမှာပါရမီပါခဲ့တဲ့ဆိုတာအားလုံးပဲသိကြမှာပါ။ Harry ရဲ့တပြက်စီးပြန်စီနေတာကျွမ်းကျင်မှုကိုအရင်ဆုံးမြင်ခဲ့တဲ့သူက Professor McGonagall ပါ။ဒီလိုနဲ့သူမက Harry ကိုကစားပွဲထဲမှာထည့်ကစားဖို့အကြံရခဲ့တဲ့သူပါ။အဲ့ထက်ပိုထူးဆန်းတာက Harry ကအသက်ငယ်ဆုံးရှာဖွေသူဖြစ်သွားချိန်မှာဒါအဖေတူရာဆိုပြီး Hermione ကသူ့ဖေ James Potter ရယူပေးခဲ့တဲ့ကွီဒစ်ဆူဖလားကိုလိုက်ပြပါတယ်။ဒီမှာသေချာကြည့်ရင်အော်လက James Potter ကိုရေးထားပေမဲ့ဘေးနောက်မှာ McGonagall ဆိုတဲ့နာမည်ကိုတွေ့ရမှာပါ။ဒီလိုဆိုရင် Professor McGonagall ကငယ်ငယ်ကကွီဒစ်ကစားခဲ့ဖို့ပဲ Harry ရဲ့ဖေ James Potter တသိန်းနဲ့ကစားတဲ့အသင်းပေါ်တွေဖြစ်ခဲ့တဲ့အထိပ္ပယ်ပါ။ဒါကလူတွေသိမသိတဲ့ချက်ပါပဲ။၃အချိန်တူတိတ်တူလူတော်များများက Harry Potter စာအုပ်ကို J.K. Rowling ကတအုပ်ပြီးမှတအုပ်ရေးပြီးထုတ်တယ်လို့ထင်ကြပါတယ်။တချို့ကလည်းခုနှစ်အုပ်လုံးရေးပြီးမှထုတ်ဝေခဲ့တာစတာတွေနဲ့အမြင်မတူကွဲပြားမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့တကယ်ဖြစ်တဲ့လက်တွေ့ကျတဲ့အရာတစ်ခုကိုပြောပြပါမယ်။ Harry Potter စာအုပ်စတင်ထုတ်ဝေတဲ့ခုနှစ်က Hogwarts မှာ Final Battle တိုက်ခိုက်ကြတဲ့ခုနှစ်နဲ့သွားတူနေပါတယ်။ဒါကအဲ့ဒီဇာတ်လမ်းရဲ့နောက်ဆုံးခန်းဖြစ်လို့လက်ရှိအခြေအနေတိုင်းဆိုရင်ဇာတ်လမ်းအလုံးပြီးမှထုတ်ဝေခဲ့တာဖြစ်နိုင်ပါတယ်။လေအစားအစာHarry Potter ဇာတ်လမ်းထဲမှာစားတောက်ခံပါခြင်းနဲ့မော်ဆဆန်ပေါ်လာတဲ့အစားတောက်တွေကိုအားလုံးပဲမှတ်မိကြပါပါ။ဒီစားတောက်တွေကိုရွန်တယောက်အမြဲလိုအားရပါရစားတောက်နေတတ်တာပါ။ရုပ်ရှင်ထဲမှာကအစာပိုင်းမှာအဲ့ဒီအစားတောက်တွေအားလုံးက100%အစင်းနဲ့ရိုက်ထားတာပါ။ဒရိုက်တာကစာအုပ်တွေကအတိုင်းစားတောက်တွေကိုစီစဉ်ထားပြီးပြင်းကျလို့အစစ်တွေကိုပဲသုံးမယ်လို့တေချာဒုက္ခခံပြီးတော့ကိုပြင်ဆင်ခဲ့တာပါ။ဒီလိုများပြားတဲ့ဟင်ဘွဲတွေအားလုံးကအစစ်တွေပါ။ဒါပေမဲ့ရိုက်ကွင်းထဲမှာရရတာအချိန်ကြာလာတဲ့မြအစားတောက်တွေကပြက်စီးလာပြီးအနက်တွေထွက်လာကြောင်းရိုက်ကွင်းရဲ့မှာအနောက်ရှက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်နောက်ပိုင်းမှာစားမဲဟာလောက်ပဲအစစ်သုံးပြီးဂျန်နာတွေကိုအတူတွေဖန်တီးခဲ့ကြပါတယ်။ငါဟာဝါနီသွေးနှောတွေကိုရှင်မြဖို့ချန်တာခဲ့တဲ့ Hogwarts ကျောင်းတွေကဝင်တကားကြီးကျောင်းကိုမမိကြသေးလားမသိဘူး။အဲဒီဇာတ်ကားထဲမှာ Harry နဲ့ Ron အတွက်သူတက်နိုင်တဲ့ဘက်ကနေအပြေရှာဖို့ Hermione စူးစမ်းပေးနေရင်ကဝင်တကားလက်ချက်နဲ့ကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်။အဲဒီဇာတ်ကားရဲ့အဆုံးမှာ Hermione တယောက်ပြန်လဲသက်သာသွားပြီးစားတော့ခံမတွေကိုနောက်ကျမှရောက်လာခဲ့ပါတယ်။ဒီမှာတငယ်ချင်း၃ယောက်ပြန်ဆုံတဲ့အချိန်မှာပြန်ကောင်းလာတဲ့ Hermione အတွက်ဝမ်းသာလို့ Harry ကဖောက်လိုက်ပါတယ်။ဒရိုက်တာကအစားပိုင်းမှာHarry ရောရင်ရောကိုတလဲစီဖတ်ပေးဖို့စီစဉ်ခဲ့ပေမဲ့နောက်တော့စာအုပ်ထဲက character အရ Hermione ကငယ်စဉ်မှာရှစ်တက်တဲ့ကောင်းမလေးဖြစ်တာကြောင့် Harry ကိုဖတ်ခိုင်းပေမဲ့ Ron ကိုလည်းဆွဲနှုတ်ဆက်ခိုင်းလိုက်ရုံပဲလုပ်ခိုင်းပြီးစာအုပ်နဲ့ကိုင်ညောင်ရိုက်ခဲ့ပါတယ်။နောက်ထပ် character ရဲ့အတွေ့တစ်ခုကတော့ Hermione နဲ့ Ron ကိုနောက်ပိုင်းမှာချစ်ကြိုက်ခိုင်းဖို့အကြံရသွားတာကြောင့်အခုလိုလဲဆွဲနှုတ်ဆက်ရမှာတော့ရှက်နေတဲ့ပုံစံရိုက်လိုက်တာပါ။အစီအစဉ်လေးကိုဒီမှာခဏရနာချင်ပါတယ်။နောက်ဗီဒီယိုမှာ Harry Potter ဇာတ်ကားရဲ့လူသိနေတဲ့အချက်များပိုင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ပါဦးအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။